ကျွန်တော်ကိုအချိန်ပေးပါ Florian Wirtz ကပရီးမီးယားလိကိုမျှော်လင့်ချက်တွေနဲ့အတူ PR တွေကိုပါယူဆောင်လာခဲ့တဲ့သူပါဘေရာလီဗာကိုဆန်နဲ့ Bundesliga မှာထွက်ပေါ်လာခဲ့ပြီးကတည်းကဥရောပရဲ့အတောက်ပဆုံးလူငယ်ကျဝင့်တို့ဖြစ်အတိမတ်ပြုခံထားရတဲ့သူလည်းဖြစ်ပါတယ်ဘောလုံးဗီရှင်ဘောလုံးနေဆက်နဲ့တခြားသူတွေမမြင်နိုင်တဲ့ကွာဟချက်တွေကိုရှာဖွေနိုင်တဲ့ဗီဇာနဲ့ပြည်စုံတဲ့ဖန်နီးနိုင်စွမ်းရှိအလဲတန်းကစားသမားတူပါသူရဲ့လက်ရှိပရီးမီးယားလိခီးချမ်းကိုစတင်နေတဲ့ချိန်ဖြစ်တဲ့အတွက်အယမ်းမလွယ်ကူဆိုတာကိုနားလည်ဖို့အရေးကြီးပါတယ်ပရီးမီးယားလိကမတူညီတဲ့စစ်မြေပြင်မှာဝါ့စ်လိုကစားသမားတွေကတော့အချိန်ကအရေးကြီးဆုံးပါလီဗာပူးဆန်မှာသူကစားတာကိုကြည့်ရင်ဝါ့စ်ကလွတ်လွတ်လပ်လပ်ကစားနေတယ်လို့ခန်းစားမှာပါဂရန်နစ်ဆာကာကအလီရန်ကိုတိုင်ကန်ကားပေးထားတယ်ဂျယ်ရမီဖရင်ပေါင်နဲ့အလက်ဂျန်ဒရိုဂရီမန်ဒိုတို့ကဖြည့်ဆည်းပေးတယ်ဇာဗီလွန်ဆိုကဝါ့စ်နေနဲ့ပွဲတိုင်းကိုရုန်းကန်စရာမလိုပဲသူ့ကိုယ်သူဖော်ပြနိုင်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးထားတဲ့စနစ်တစ်ခုတွင်မှကစားစီခဲ့တာပါပရီးမီးယားလိမှာတော့သူ့မှာအဲ့လိုပုံစံမျိုးမရှိတော့ပါဘူးပွဲစဉ်နိုင်ရပိုမြန်တဲ့စိန်ခေါ်မှုတိုင်းကပိုခတ်ခဲ့တဲ့ခန်းစစ်သမားတွေကမညာတာပါဘူးပရီးမီးယားလိမှာဆိုရင်ဘောလုံးတိုင်းကစက္ကန့်ပိုင်းတွင်ရယူခံရမယ်ရုပ်ပိုင်းဆိုင်ရာတောင်းဆိုမှုတွေများမယ်အထူးသဖြင့်စကေးဦးစားပေးကစားသမားတွေပေါ်မှာဒီအချက်ကပိုလို့တောင်ဖိအားပေးနေပါတယ်ဒါကြောင့်မလို့ Watch ကိုအချိန်ပေးဖို့ကျွန်တော်တို့ပြောရမှာပါသူကစကေးချိုးတက်လို့ရုန်းကန်နေရတာမဟုတ်ပါဘူးသူ့ရဲ့ညံ့ရင်ညံ့သွေးသူ့ရဲ့ fast dot သူ့ရဲ့ဖန်နီးနိုင်စွမ်းဒီရည်သွေးတွေအားလုံးသူ့မှာရှိနေသေးပါသူလိုအပ်နေတဲ့အင်္ဂလန်မှာအောင်မြင်ဖို့ဆိုရင်လိုအပ်တဲ့ရုပ်ပိုင်းဆိုင်ရာအခြေခံကိုတည်ဆောက်ဖို့ချိန်မှာပရီးမီးယားလိကွင်းလယ်တန်းတိုက်ပွဲတွေကနီးစနစ်တစ်ခုတည်းနဲ့မပြီးပါဘူးဒီဆက်တွေကတီးခံနိုင်စွမ်းခွန်အားနဲ့ခံနိုင်ရရှိမှုပေါ်မှာလည်းမူတည်နေပါတယ်။ Kevin De Bruyne, Martin Odegaard နဲ့ Bruno Fernandes တို့လိုကစားသမားတွေကလည်းဒီပတ်ဝန်းကျင်နဲ့ဝင်ဆန်းအောင်စူးစမ်းခဲ့ကြတာပါ။ဒါကအခုရေတွင်တူအခုရေကြီးတောက်လို့ရတာမျိုးမဟုတ်ပါဘူး။ Watch ကအခုထိအသက်22နှစ်ပဲရှိသေးတယ်ဆိုတာကိုလူတွေမေ့နေကြတယ်။သူ့တက်ရွယ်မှာထာဝရအကောင်းဆုံးကစားသမားများကိုယ်တိုင်အမားတွေလုံးနေစေတင်နေစေဖြစ်ပါတယ်။ဒါမဲ့ဘောလုံးကမ္ဘာကတော့အမြန်ဆုံးတုံ့ပြန်မှုတွေပေးနေကြတယ်။ပွဲအနေငယ်ပဲကစားပြီးဝေဖန်သူတွေကဝါစာမျောလင်းချက်တွေကိုမဖြည့်ဆည်းနိုင်သေးဘူးလို့ပြောကြတယ်။ဒါမဲ့ဒီတန်တွေကပရီးမီးယားလိဆိုတာကိုလစ်လျူရှုထားကြတယ်။တူညီတဲ့ကလပ်နဲ့တူညီတဲ့လီယာနေလာခဲ့တဲ့ခိုင်ဟာဘတ်ဆိုရင်တော့အင်္ဂလိပ်ဘောလုံးမှာသူ့နေရာကိုရှာနိုင်မှုရာသီနှစ်ခုနီးပါးကြာခဲ့တယ်။ West ကစင်တူတဲ့လမ်းကြောင်းကိုရှောင်နေတာပါ။ဒါမဲ့စိတ်ရှိသီးခံမှုပေးမယ်ဆိုရင်သူ့ရဲ့အစွမ်းစားကပိုတောင်မြင့်နိုင်ပါသေးတယ်။နောက်ထပ်အရေးကြီးတဲ့ချက်ကပြောင်းလဲပြင်လွှဲရှိမှုပါ။ဂျာမနီမှာသူကအများအပြားနံပါတ်10နေရာမှာကစားတယ်။တိုင်းစစ်မှုရဲ့နောက်မှာလွတ်လွတ်လပ်လပ်ရွေးရှာနိုင်တယ်။လီဗာပူးလို switch play အများများတဲ့အသင်းမှာနီးစနစ်တရားပိုများတယ်။အခန်းကဏ္ဍတွေကပိုတောင်းတာတယ်။ဒီ switch play မှာနီးပြူဟာပိုင်းဆိုင်ရာ improvement လိုအပ်တယ်။သူကတာဝန်သစ်တွေကိုသင်ယူမှာဖြစ်ပြီးဒီလိမ့်မှာသူ့အတွက်အကောင်းဆုံးနေရာကိုရှာဖွေနေစေချိန်ချက်ချင်းခြေစွမ်းပြတာကိုမျှော်လင့်တာကမမျှတပါဘူး။ဒီလိုကပြောပေးတာမှားယွင်းစရာအကြောင်းမရှိပါဘူး။ဝါစစ်ရဲ့စွမ်းရည်ထက်မြက်မှုအရေးရောက်နေရရှိနေပြီးသားပါ။ဖျားအောက်မှာထိတွေ့မှုတသေးလေးတွေလိုင်းတွေကိုခွဲထုတ်ပေးလိုက်တဲ့ပေးပို့မှုတွေ headspace တွေမှာဘောလုံးကိုလက်ခံမှုတတိရှိမှုတွေပါပဲဒါတွေကထိတ်တန်းအဆင့်ကစားသမားတူရဲ့ဝိသေသတွေပါဝါစရုံးကန်နေရတာကကိုခန္ဓာညှက်နေတာပါခန္ဓာကိုယ်ဟာလီရဲ့စီးချက်ကိုလာရောညှိထွေဖြစ်လာတဲ့အခါတေချာပေါက်ခြေစွမ်းပြနိုင်လာပါလိမ့်မယ်သူရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကိုထပ်မြက်လာတဲ့အခါပိုမြန်လာမယ်ပိုအားကောင်းလာမယ်မိနစ်90ကျော်ပိုခံနိုင်ရှိလာမယ်ပြိုင်ဘက်ကစားသမားတွေနဲ့ဘောလုံးရှင်လူလာနိုင်မယ်ဒါတွေအားလုံးကစွမ်းဆောင်ရည်အကောင်းဆုံးခြေနေဖြစ်ပြောင်းလဲသွားမှာပါဖီယာကလူငယ်ကစားသမားတူပေါ်ဘယ်လိုတက်ရောက်မှုရှိလဲဆိုတာကိုသတိရဖို့လဲလိုပါတယ်ဝါ့စ်ကကလပ်ပဲပြောင်းလာတာမဟုတ်ပါဘူးအမားတိုင်းကိုပုံကြီးချက်တွင်ပြသလေးရှိတဲ့လီယိုဝင်ရောက်လာခဲ့တာပါမီဒီယာရဲ့မိမောင်းထိုးမှုကပိုပြင်းထန်တယ်ပရိသတ်တွေကပိုကျဲလောင်တယ်ကစားပွဲရဲ့အရှိန်ကတန်တရားဝင်စရာအခွင့်အရေးမရှိစေရပါဘူးဒီလိုပတ်ဝန်းကျင်မျိုးအတွက်စိတ်ပိုင်းဆိုင်ရာခိုင်မာမှုကိုလိုအပ်တယ်စိတ်ခိုင်မာမှုကိုချက်ချင်းဖွင့်ပြအောင်မလုပ်နိုင်ပါဘူးဒါကအတွေ့အကြုံကနေသင်ယူညှိနှိုင်းရတဲ့အပတ်စဉ်ပွဲတိုင်းကနေဖြစ်ပေါ်လာတာပါဒါကြောင့်မလို့ဝေဖန်မှုလောက်တာထက်ပရိသတ်တွေကအားပေးတင်ပါတယ်ဒီပေးစုံတဲ့ထုတ်ကုန်တွေနဲ့သူ့ကိုနှိုင်းယှဉ်တာထက်သူ့ကိုယ်သူဖွံ့ဖြိုးလာနိုင်မှုအချိန်နေရာပေးတင်ပါတယ်တကယ်တော့သမိုင်းမှာလည်းဒီလိုအခြေအနေတွေအများကြီးရှိပါတယ်လူကာမိုဒရစ်top 10ဟောင်းပထမဆုံးရောက်တဲ့ချိန်ကိုကြည့်ပါအင်္ဂလန်ဘောလုံးအတွက်သိညက်လုံးနဲ့လို့တစိမ့်ကပ်ခံခဲ့ရတယ်ဒါမဲ့အချိန်ကြာလာတဲ့မျှသူကတိုးတက်လာတယ်ခန္ဓာကိုယ်ဖွံ့ဖြိုးအောင်လုပ်တယ်နောက်ဆုံးမှာတော့သူ့မျိုးဆက်ရဲ့အကောင်းဆုံးအလေတန်းကစားသမားတူဖြစ်လာခဲ့တယ်ရီယယ်မာရက်စ်ကိုကြည့်ပါလက်စတာမှာသူ့ရဲ့အစောပိုင်းကာလတွေကပရီးမီးယားလိရဲ့ရုပ်ပိုင်းဆိုင်ရာဘက်ချန်ကိုသူကင်တွယ်နိုင်မှမလားလို့လူတွေကမေးခွန်းထုတ်ခဲ့ကြတယ်
အချိန်ကြာလာတဲ့မြသူကချန်ပီယံဖြစ်လာခဲ့ပြီးတော့ကမ္ဘာအန်ရဲ့အရှိဆုံးတောင်ပန်ကစားသမားတူဖြစ်လာတယ်။ Florian Wirtz ကလည်းစင်တူတဲ့လမ်းကြောင်းကိုရှောင်နေတာပါ။ဒါကြောင့်မလို့ message ကတော့ရှင်းပါတယ်။ Wirtz ကိုအချိန်ပေးပါ။မိနစ်400လောက်နဲ့မဆုံးဖြတ်ပါနဲ့။ရာသီတစ်ခုဒါမှမဟုတ်2ခုစာအတွေ့အကြုံနေပြီးမှသူဖြစ်လာမဲ့ကစားသမားဘဝအောင်ဆုံးဖြတ်ပါ။သူ့ကိုညှိနှိုင်းခွင့်ပေးပါ။သူ့ကိုရှုံးနှင်းခွင့်ပေးပါ။သူ့ကိုသင်ယူခွင့်ပေးပါ။ဘာလို့လဲဆိုတော့ဒီလိုရှားပါတဲ့ပါရမီကပြောင်းကွယ်မသွားလို့ပါ။ဒါမျိုးကပတ်ဝန်းကျင်ကောင်းသာလိုအပ်တာပါ။သူ့ရဲ့တဘာဝလျောက်ဖန်တီးနိုင်စွမ်းနဲ့ပရီးမီးယားလိရဲ့ရုပ်ပိုင်းဆိုင်ရာတောင်းဆိုမှုတွေကြားကဟန်ချက်ညီမှုကိုသူရှာတွေ့တဲ့အခါမှာဂျာမနီမှာကျမတို့ချီးကျူးခဲ့ရတဲ့ကစားသမားကပိုအားကောင်းလာပြီးတော့ပိုထက်မြက်လာကပိုပြီးတော့ပြည့်စုံလာမှာပါ။ Florian Wirtz ကတော့ဒါကအဆုံးသတ်မဟုတ်ပါဘူး။ရှည်လျားတဲ့အဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ရဲ့အစပဲရှိသေးတာပါ။နောက်ဆုံးမှာတော့သူကပရီးမီးယားလိဆက်ဝန်းနဲ့ဝင်ရောက်လာတဲ့အခါတန်တရားဝင်နေသူကအရင်ဆုံးသူ့ကိုပထမဆုံးလက်ခုပ်တီးကြမှာပါ။ဒါကြောင့်မလို့ထပ်ပြီးပြောရမယ်။ဝေဖန်သူတွေနဲ့ပရိသတ်တွေအားလုံးကို Give time to him, give time to Florian Wirtz